မန္တလေးတိုင်းပျော်ွယ်မြို့နယ်အင်းကြီးကုန်းကျောင်းဝပါနော် ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့နော် ဒါကိုတော့ပါ အဲ့ဒီမှာကျွန်တော်ပြမယ်ကျွန်တော်တို့မန္တလေးတိုင်းနော်ပျော်ဝယ်မြို့နယ်အင်ဂျင်ကုန်းကြေးရွာဖုံးကြီးကျောင်းမှာဒီလင်မယားလို့သုံးလိုက်မယ်ခိုးစားရလည်းဖြစ်နေနော်အတွဲရလည်းဖြစ်မယ်နော်အိမ်တော်တယ်လည်းဖြစ်မယ်ဒါမှမဟုတ်အငင်နှောင်းရလည်းဖြစ်မယ်အဲ့ဒီမျိုးကြီးဆောက်ခေါက်မှတ်တာယူသားဆောက်ခေါက်လည်းမှတ်တာနော်ကျောင်းကတိန်တဲ့ကိုပစ္စည်းဝင်ခိုးတယ်ဒါဆရာတော်ပြောပြတာတေချာပဲပစ္စည်းဝင်ခိုးတယ်ပစ္စည်းတွေကတန်ဖိုးကြီးတာမရှိတော့ကျောင်းထဲမှာဖောင်းတိုင်းနေတယ် တို့ပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော့ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာတိမ်ထဲမှာကာမဆက်ဆံပါတယ် ဒီတော့ဘော ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တဲ့တိမ်ကိုဖောက်တာပါ ဘောင်းကြီးခုမှဝေးရတယ်နော် မန္တလေးတိုင်းပျော်ွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာ နော်အင်ဂျင်ကုန်းကျောင်းမှာပျော်ဝယ်မြို့နယ်ကအင်ဂျင်ကုန်းကျောင်းမှာအခုမှဆောက်ရှက်ရှိပြီးတော့လာအုပ်နေသေးတယ် မင်းဘာလို့ရိုင်းလဲဟာတိမ်ကြီး ဟုတ်တယ် ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲ အဲ့တော့အဲ့ဒီမေလုံးဆောက်ခွက်တွေမှတ်ထားကြခင်ဗျားတို့နော်ဆရာတော်ကဗီဒီယိုအရှိကြီးထဲမှာ live လွှင့်ပြီးတော့ခါလေးပြသွားတာတိမ်ကိုအနောက်ပေါင်းနေတော့ကြောင်ကနေဝင်ပြီးတော့နော်လူရိတ်ကဲချီနေဘာညာကြည့်တယ်ဖုန်းကြီးတွေပါရှိုးတယ်မရှိတော့မှဖောက်ပြီးတော့ဒရင်ပေါင်းဖောက်ပြီးဝင်တယ်ဘယ်ဒီမအိမ်လုံးကအရင်ဝင်တယ်ပြီးမှသူ့မိန်းမလားသူ့မရင်ငင်လားအဲ့ဒီကောင်မှနောက်လိုက်ဝင်တယ်ပစ္စည်းခိုးတာနောက်ဆုံးဖုန်းကြီးတွေမိမှဒါခိုးလို့တန်ဝကြီးမရှိတော့အထဲမှာဖောင်းလိုက်သေးတယ်တဲ့ဖုန်းကြီးတွေတာမိတာအဲ့ဒါလည်းခင်ဗျားတို့မြင်တဲ့အတိုင်းပဲဘောင်းမီကျွတ်ကြီးနဲ့အမှအထဲကတခုပဲရှိတော့တယ်နောက်ဖုန်းကြီးကိုလည်းသူတို့ကဝင်လုံးသေးတယ်ပြောမှအရန်ရှာတာပေါ့နော်အဲ့ဘယ်လိုလုပ်ကြအောင်ခင်ဗျားတို့နော်အဲ့ဒီမန္တလေးတိုင်းပျော်ဝယ်မြို့နယ်ကအင်ဂျင်ကုန်းကြေးရွာလားအင်ဂျင်ကုန်းဖုန်းကြီးကျောင်းလားနော်တိတ်ခိုင်လည်းကြပါတယ်ဗျာနောက်ပြီးဒီကောင်လည်းဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်ဆိုတော့ကြည်တာနဲ့သိတယ်နော်ချက်ချင်းပဲလက်အုပ်ချပြီးတော့အရှင်ဖျားမလုပ်ပါနဲ့နော်ဟိုဘက်ဝိသမီးကလည်းအရှင်ဖျားမလုပ်ပါနဲ့တပည့်တော်ဒါကဗုဒ္ဓဘာသာဝင်ဆိုတာပြောကြမလို့တော့ပြဿနာကလည်းအမှန်တမ်းပြောရမယ်ဆိုရင်ကျွန်တော်တို့ခုခေတ်အခြေအနေရဆိုရင်ဗျာတချို့ကြီးရွာတွေမှာเนาะအခြေအနေအကြောင်းတွေကြောင့်ရှောင်နေရတာပြေးလွှားနေရတာကြီးလန်ဆဆနေရတာအများကြီးရှိတယ်ဗျာအဲ့တော့ကိုရရွာမှာရှိတဲ့ဘုန်းကြီးကျောင်းတို့ဒီလိုပေါ့เนาะပရဝိတ်တွေเนาะတာသနာနေမြေတွေကိုလည်းထိမ့်သိမ်းမဆောင်ရှောက်နိုင်တော့เนาะအားနေလာတာပေါ့ဗျာကျောင်းမှာတန်ဃာတွေကမရှိစာသင်သားတွေကမရှိတကာတွေမရှိတက္ကမတွေမရှိတဲ့ဆိုတော့ကျောင်းတွေက6ကက်လာတယ်ပိတ်ထားတာတွေများလာတယ်နှစ်နဲ့ချီဆိုတော့เนาะအဲ့တော့ဆွေးမြေးလာတာမျိုးတွေရှိတယ်မထိသိနိုင်တော့ဘူးပေါ့ဗျာဒီလိုအခြေအနေတွေကိုအခွင့်ကောင်းယူပြီးတော့ဒီကိုလိုတွေကလောက်တာဗျာနောက်ဆရာတော်ကပြောတယ်ဘုန်းကြီးကျောင်းတက်ဆိုင်ရအောင်ဖုံးဆက်မယ်ပေါ့နော်တက်ဆိုင်ရအောင်ဖုံးဆက်တက်ဆိုင်ရဒီကာလကြီးမှာလာမှလည်းမဟုတ်ပါဘူးเนาะဖုံးကန်ဖုံးဆိုင်ကန်မှလည်းမဟုတ်เนาะတက်ဆိုင်ရဆိုတဲ့အကောင်တွေကလည်းစောက်ဆိုင်ပေးမှရအဲ့တော့ဒီလိုကောင်မျိုးတွေကိုလွတ်သွားလို့မရဘူးအမျိုးသမီးမျက်နှာကိုပြန်ကြည့်ခင်ဗျားတို့အဲ့တော့ မန္တလေးတိုင်းပျော်ွယ်မြို့နယ်အင်းကြီးကုန်းကျောင်း အဲ့တော့တခုရှိတယ်ဆရာတော်ကတော့เนาะဆရာတော်ကဟိန္ဒူလူမျိုးเนาะဗုဒ္ဓဘာသာဟိန္ဒူလူမျိုးเนาะတကြခင်ဗျားတို့ကရှိသေးတယ်ဆရာတော်ကဘာလဲအသားမဲလဲဆိုတော့ဒါလည်းရှိတယ်ဆရာတော်ဗုဒ္ဓဘာသာဝင်စစ်เนาะတော့လူမျိုးကတော့တခြားလူမျိုးเนาะအဲ့တော့ကျောင်းမှာတန်ခါ2ပါးပဲရှိတယ်ဒါဟိုအခွင့်ကောင်းယူပြီးလောက်တာเนาะကျောင်းမှာလည်းတန်ခါ2ပါးလည်းရှိတယ်သတင်းသုံးတာအရှင်ပြေတော့သတင်းသုံးနေအောင်ပါဗျာเนาะအဲ့တော့ပြောရမယ်ဆိုရင်တော့ဒီဖေလုံးမနဲ့ဒီကိုမီကိုလို့ခင်ဗျားတို့လွတ်မထားပါနဲ့ခင်ဗျားတို့မှတ်ထားပါနော်ဒါအငယ်နှောင်းလည်းဖြစ်မယ်အဲ့တော့တအားကြီးတိတ်ခါကြလုံးတယ်ဗျာဟိုမင်းလည်းဗုဒ္ဓဘာသာဝင်မဟုတ်လားတို့နော်ကျွန်တော်တို့တွေကဗုဒ္ဓဘာသာဝင်တွေမှန်တယ်နော်မြတ်စွာဘုရားအဆုံးအမတွေအကုန်လုံးကိုကျွန်တော်တို့ကမလိုက်နိုင်ဘူးဒါအမှန်တရားပဲခင်ဗျားတို့လည်းဗုဒ္ဓဘာသာဝင်ဖြစ်မယ်ဒါပေမဲ့အကုန်လုံးခင်ဗျားတို့မလိုက်နိုင်ဘူးအောင်မငင်းနဲ့ဆိုတော့လိုက်နိုင်တဲ့ပုံကိုယ်တွေရှိတယ်မလိုက်နိုင်တဲ့ပုံကပိုများတယ်ဟုတ်တယ်မလားဒါပေမဲ့ကိုမလိုက်နိုင်တဲ့ဆိုတိုင်းမလိုက်နိုင်ဘူးဆိုတိုင်းကိုဘာသာကိုတခြားဘာသာဝင်ရဖြစ်ဖြစ်ကိုဘာသာဝင်ချင်းချင်းရဖြစ်ပုတ်ခတ်စော်ကအခုလိုအပြုံးကြီးလုံနေတာတော့ကျွန်တော်တို့ကငြိမ်းခမ်းနေကြမလို့เนาะပြန်လဲတုတ်ပြန်မှာတော့ကျွန်တော်ကဒါအမှန်တရားပဲတော့ပေါ့လေเนาะအဲ့တော့တက်ဆိုင်ရတော့အာကိုလို့မရဒီချိန်တက်ဆိုင်ရမတက်ဆိုင်တို့နေနေတာเนาะအဲ့တော့ဖေလုံးမနဲ့ကိုလို့เนาะခင်ဗျားတို့ဒီဆောက်ခွက်တွေမှတ်ထားဒီချိန်မှာရှင်ဖျားမလုပ်ပါနဲ့လို့ဘာလို့မရတော့လေနော်
မျက်နှာလည်းကွာဒါကတော့သူတို့စောက်ခွက်သူတို့ပုံမှာကြောက်တာပုံကိုတော့ဘောင်းမီကျွန်းတယ်ခင်ဗျားကြည့်အဲ့တော့တီးတဲ့သူတွေရှိရင်လည်းနာမည်နဲ့လိပ်စာနဲ့ပုံနဲ့ရှိကျွန်တော်ပို့လာနော်ဒါမျိုးတွေများများလုပ်ပြရတယ်အဲ့တော့ကြီးတဲ့မှုငယ်အောင်ငယ်တဲ့မှုပပြအောင်ဆိုတာလောကဥပဒေမှာရှိတယ်ကျွန်တော်သိပြီးသားနော်အဲ့တော့လူမှန်ရင်အမှားနဲ့မกินအဲ့တော့တချို့အမှားတွေကခွင့်လွတ်ပေးလို့ရတယ်တိခန့်ပေးလို့ရတယ်ဖြေဖြောက်ပေးလို့ရတယ်တချို့အမှားတွေကခွင့်လွတ်ပေးလို့လည်းမရအောင်တိခန့်ပေးလို့လည်းမရဖြေဖြောက်ပေးလို့လည်းမရတော့ပေါ့လေနော်အဲ့တော့ခမရတို့ဘလို့အမှားကိုကျူးလွန်လဲအဲ့ဒီအပေါ်အလိုက်ပြီးတော့ပြစ်ဒဏ်တော့ခံစားရမှာပဲကြီးတဲ့မှုငယ်အောင်ငယ်တဲ့မှုပပြအောင်ဆိုတာကလည်းခုနပြောသလိုပေါ့ကိုဘယ်မှုကျူးလွန်လိုက်လဲပေါ့နော်ဘယ်လောက်ထိကြီးအောင်ကျူးလွန်ထားလဲဘယ်လောက်ထိသေးအောင်ကျူးလွန်ထားလဲပေါ့မူတည်ပါတယ်အဲ့တော့ဒီကောင်လေးလောက်ခဲ့တဲ့အရာကတော့ဒီနှစ်ယောက်လောက်ခဲ့တဲ့အရာကတော့ကျွန်တော်တို့ဖြေဖြောက်ပေးလို့မရဘူးတိခန့်ပေးလို့လည်းမရခွင့်လွတ်ပေးလို့ရတဲ့အမှားလည်းမဟုတ်ပါဘူး